2018ခုနှစ်တုန်းကယော်နယ်ရိုကန်သွင်းခဲ့တဲ့နောက်ဆုံးမိနစ် free kick ကိုအကြောင်းကိုကျွန်တော်တို့ပို့ပြီးပြောဖို့လိုမယ်ထင်ပါတယ်။အဲ့ဒီခိုက်တန့်ဟာတကယ်ကိုတန်ဖိုးဖြတ်မရအောင်ကောင်းလွန်ခဲ့တာပါ။အဲ့ဒီအချိန်မှာပေါ်တူဂီအသင်းဟာစပိန်ကို3-9နဲ့ရှုံးနေခဲ့တာပါ။ပေါ်တူဂီတို့တော့တွားပြီးလို့လူတိုင်းကထင်မှတ်နေကြတဲ့အချိန်မှာပဲကန်ဂျမာကဖန်တီးပေးလိုက်တဲ့အခိုက်တန့်ရောက်ရှိလာခဲ့ပါတယ်။ပွဲချိန်88မိနစ်မှာပေါ်တူဂီတို့ free kick တစ်လုံးရရှိခဲ့တာပါ။ဒီလိုအဆုံးဖြတ်ပေးရမယ့်အချိန်မျိုးရောက်ရင်တော့ကျွန်တော်တို့ယုံကြည်ရမယ့်သူဟာတယောက်တည်းပဲရှိပါတယ်။သူကတော့ခရစ္စတီယာနိုယော်နယ်ရိုပါပဲ။သူဟာဘောလုံးရှိမှာတီတီငိမ့်ငိမ့်နဲ့ရက်နေခဲ့ပေမဲ့သူ့ရဲ့အကြည့်တွေကတော့ဂိုးပေါက်စီမှာပဲအာယုံစိုက်နေခဲ့ပါတယ်။ဒါဟာဖိအားတွေအပြည့်နဲ့အချိန်ဖြစ်တယ်လို့အိမ်ပြန်ရမလားဒါမှမဟုတ်အစွမ်းကုန်တိုက်ပွဲဝင်မလားဆိုတာကိုဆုံးဖြတ်ပေးမယ့်အချိန်လည်းဖြစ်ပါတယ်။သူဘယ်သူလဲဆိုတာကိုသက်သေပြရမယ့်ယုံကြည်ချက်တွေကိုတိစောက်ရမယ့်အခိုက်အတန့်ပေါ့။ရေစရာကောင်းတာတစ်ခုကယော်နယ်ရိုဖရီကစ်ကန်ဖို့ပြင်လိုက်တဲ့အချိန်မှာစပိန်ပရိသတ်တွေရဲ့မျက်နှာပေါ်မှာကြောက်ရွံ့မှုတွေကိုအထင်ရှားမြင်တွေ့နေရတာပါ။ဘာလို့လဲဆိုတော့ယော်နယ်ရိုဆိုတဲ့နာမည်ကတည်းအရာအလုံးကိုပြောပြနေလို့ပါပဲတကွင်းလုံးတိတ်ဆိတ်သွားခဲ့ပါတယ်။စာတန်ပေးသူပြောသွားတာကိုနားထောင်ကြည့်လိုက်ပါဦး။ပေါ်တူဂီရဲ့မျောလင့်ချက်အလုံးဟာယော်နယ်ရိုရဲ့ပခုံးပေါ်မှာတင်ရှိနေပါတယ်တဲ့။တကယ်လည်းဟုတ်ပါတယ်မျောလင့်ချက်အလုံးကသူ့ပေါ်မှာပဲရှိနေခဲ့တာပါ။ပေါ်တူဂီပရိသတ်တွေဟာလမ်းဘေးကကြောင်ညာပုတ်ကြီးတွေကနေတဆင့်စူဝေးကြည့်ရှုနေကြသလိုတချို့ကလည်းအဲ့ဒီခိုက်တန့်ကိုမြင်တွေ့နိုင်ဖို့သူတို့ရဲ့ကားတွေကိုလမ်းဘေးရက်ပြီးစောင့်ကြည့်နေခဲ့ကြပါတယ်တခြားသူတွေကလည်းရုပ်တံကြည့်ရှုတဲ့နေရာတွေကနေရင်ထိတ်ထိတ်နဲ့စောင့်ကြည့်နေခဲ့ကြတာပါတနိုင်ငံလုံးဟာဒီကန်ချက်တစ်ချက်အတွက်ခက်တရက်တန်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ယော်နယ်ရိုဟာရှေ့ကိုတလန်တို့အသက်ကိုပြင်းပြင်းတစ်ချက်ရှူပြီးဘောလုံးကိုကန်သွင်းလိုက်ပါတော့တယ်တကဘာလုံးရုံးရင်းဆန်ခတ်တွေဖြစ်ကုန်တာပေါ့ပျော်ရွှင်မှုတွေကလည်းအတိုင်းထက်အလွန်ပါပဲအဲ့ဒီ free kick ကိုဟာပွဲကိုတည်ရဖြစ်စေခဲ့ရုံတင်မကပဲနိုင်ငံတနိုင်ငံလုံးကိုနိုးထလာစေခဲ့တာပါအဲ့ဒီခိုက်တန့်ကပေးတဲ့ပျော်ရွှင်မှုဟာလူပေါင်းများစွာရဲ့တက်တန်းကိုတောင်တိုးစေခဲ့လိမ့်မယ်လို့ကျွန်တော်အာမခံရပါတယ်ဒါဟာယော်နယ်ရိုရဲ့ကြီးကျယ်မြင့်မြတ်မှုပါပဲသူဟာအရာအလုံးကမဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့အချိန်မှာရလက်တွေဖန်တီးပေးနိုင်တဲ့သူဖိအားတွေကမခံမရနိုင်အောင်များပြားနေတဲ့အချိန်မှာပေါ်ထွက်လာတတ်တဲ့သူပြီးတော့မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြနိုင်တဲ့သူပါဒီလိုခိုက်တန့်တွေကြောင့်ပဲသူဟာတခြားသူတွေနဲ့ကွာခြားနေတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီလူကိုထာဝရချစ်မြတ်နိုးနေမှာပါတကယ်လို့တင်ဟာလဲကျွန်တော်လိုပဲသူ့ကိုချစ်တယ်ဆိုရင်တော့ CR7 လို့ comment ပေးခဲ့ပြီး free test စစ်ဆိုရင်တော့အသေးလေးပေးပြီး follow လုပ်ထားပေးကြပါအောင်